အားလုံးပဲမင်္ဂလာပါဗျယနေ့2026ခုဩဂုတ်လ4ရက်နေ့ဘောလုံးလောကရဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းများကိုတင်ဆက်ပေးခြင်းပါတယ်မန်ချက်စတာစီးတီးအသင်းဟာမာဆေးအသင်းရဲ့အာဂျင်တီးနားဂိုးသမားဂျေရိုနမိုရိုအတွက်ပြင်သစ်ကလပ်မာဆေးကိုဒီနေ့မှာပဲပထမဆုံးတရားဝင်ကမ်းလှမ်းမှုပေးပို့ခဲ့ပါတယ်ကလပ်အသင်းတွေကြားဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ကြောင်းတီးတန့်သတင်းအရ Fabrizio Romano ကသူ့ရဲ့စာမျက်နှာမှာအတည်ပြုထားပါတယ်ဘာစီလိုနာအသင်းရဲ့စပိန်ကစားသမား Ferran Torres ကသူ့ရဲ့အနာဂတ်ကိုဘယ်လိုဆုံးဖြတ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုနဲ့ကိုပျော်ရွှင်စေဖို့အကောင်းဆုံးဆုံးဖြတ်ချက်ချဖို့ကြိုးစားသွားမှာပါဒါကသာအရေးကြီးပါတယ် Real Madrid ကနေအငှားနဲ့ထွက်ခွာမဲ့နောက်ထပ်ကစားသမားကတော့အာဂျင်တီးနားနိုင်ငံသား Franco Mastantuono ဖြစ်မှာဖြစ်ပြီး Fiorentina အသင်းကဆွေးနွေးမှုတွေဆက်လုပ်နေပါတယ်Fiorentina အသင်းကဦးဆောင်နေပြီး Franco ကလည်းပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်နေပြီးသဘောတူညီချက်ကလစာအပေါ်မူတည်ပါတယ်ဆွေးနွေးမှုတွေစတင်နေပြီလို့ Fabrizio Romano ကဆိုထားပါတယ် Rangers အသင်းသည် Hanover မှဂျပန်နိုင်ငံသားတိုင်ဆူကီ Yokoda အားခေါ်ယူရန်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားသည်အသက်26နှစ်အရွယ်ဂျပန်တောင်ပန်ကစားသမားသည်ယူရို3.3တန်းပုံပေကြီးအပြင်အပိုစုကြီးယူရို900တူညဖြင့်ပြောင်းရွှေ့ရန်အဆင်သင့်ဖြစ်နေပြီလို့သတင်းရရှိထားပါတယ်အပြောင်းရွှေ့သတင်းတွေဘောလုံးပွဲသုံးသက်ချက်တွေကိုဆက်လက်ပြီးတင်ဆက်သွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးကြပါဦး